ကဲဒီနေ့ဗီဒီယိုမှာတော့ Canva ကိုအသုံးပြုပြီးတော့အခုလိုပြထားတဲ့အတိုင်း timeline တွေဘယ်လိုလုပ်ရမလဲဆိုတာကိုရှင်းပြပေးမှာဖြစ်တဲ့အတွက်အချိန်မဆွဲပဲဗီဒီယိုလေးကိုစလိုက်ကြရအောင်ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ကြမယ်ပေါ့နော်ဒါနဲ့ဒီဗီဒီယိုကျွန်တော်တင်ထားတဲ့ဗီဒီယိုတွေအများစုရဲ့နောက်မှာဒီ example လေးထည့်ထားပေးတဲ့အတွက်ဗီဒီယိုလေးတွေကိုအဆုံးထိကြည့်ပေးကြပါဘောနော်ဒါဆိုရင်အခုဗီဒီယိုလေးထဲမှာဆိုရင်ဒီ element နဲ့ဒီဟာလေးကိုယူလိုက်မယ်ဒါလေးကဘာလဲဆိုရင်ဒီ timeline တွေထွင်မယ်ဆိုရင်သူ့ရဲ့အောက်ခံပေါ့နော်အောက်ခံကိုသူတို့ပြန်မျိုးလေးထားလိုက်မယ်ထားလိုက်မယ်ဆိုရင်သူ့ကိုဒီအခြေလေးဆွဲရမယ်ဘာလို့လဲဆိုတော့ timeline တွေလုံးနေတဲ့အချိန်မှာသူကဒီလုံးလို့မရတော့မနဲ့တော်လေးပဲကျန်တော့မယ်ဆိုရင်ဒါအဆိုင်ပြန်လို့ရတတ်တယ်ပေါ့နော်ဒါကြောင့်ဒါကိုအစောကြီးကလေးရတယ်လို့အခြေလေးထားလိုက်မယ်ဆိုရင်အဲ့လိုပြန်လို့စိတ်ပူစရာမလိုတော့ဘူးဒါဆိုရင်အခုအရင်ဆုံးအစဘက်ကိုပြန်သွားမယ်ဒီမှာဆိုရင်အစရောက်သွားပြီအစမှာတော့ကိုကြိုက်တဲ့ဟာကိုအရင်ထည့်လို့ရတယ်ဒီမှာဆိုရင်ဒီလိုမျိုးစာတွေပါလေထည့်လိုက်လို့ရတယ်ဒါပေမဲ့အခုကတော့ဒီ point လေးတွေကိုအရင်ထည့်မယ်ပေါ့နော်ဒီမှာဆိုရင် point အလုံးလေးပဲယူလိုက်မယ်ဒီအချောင်းလေးတို့ပါလေးတို့နဲ့လေ point လေးတွေမှတ်ကြရတယ်ပေါ့နော်ဒါပေမဲ့ဒီမှာတော့အလုံးလေးဒီဟာလေးပဲထည့်လိုက်မယ်ဒါလေးကတော့ပြင်ယူထားလိုက်မယ်ပေါ့နော်ဒီမှာဆိုရင်ဒီကိုကြိုက်တဲ့ site ကိုကနေကိုပြောင်းပြီးတော့မှဒီမှာဒီလိုမျိုးတက်လိုက်ဒီမှာဆိုရင်ဒီလောက်လောက်လိုက်မယ်ဒီလောက်လောက်ပြီးဒီလိုမျိုးလေးလောက်လိုက်မယ်ဆိုရင်ကိုကြိုက်တဲ့နေရာထားလိုက်ပေါ့နော်ဒီကိုကြိုက်တဲ့နေရာလေးမှာဒီမှာဆိုရင်ဒီနေရာလေးဒါဆိုရင်ဒီနေရာလေးမှာထားလိုက်မယ်ဒီလိုထားလိုက်ပြီးဆိုရင်ဒီကောင်လေးကို group လုပ်လိုက်မယ်ဒီမှာဆိုရင်ဒီလိုမျိုး group လုပ်လိုက်ပြီပေါ့နော် group လုပ်လိုက်ပြီးပြီဆိုရင်နောက်ထပ်ဒီ point လေးတစ်ခုယူရလိမ့်မယ် point လေးတစ်ခုယူရမယ်ဆိုတော့ဒီလိုမျိုးဒီ element တွေကနောက်ထပ်တစ်ခုတာယူလိုက်မယ်ဆိုရင်ဒီမှာတွေ့ရတဲ့အတိုင်းပဲမညီတော့ဘူးပေါ့နော်ဒီမှာဆိုရင်တော်တယ်အောင်မညီတော့ဘူးဆိုရင်အလုံးလေးတွေကိုညီရဲ့ဟာလေးတွေပြန်ယူချင်တယ်ဆိုရင်ဒီကောင်လေးကိုပြန်ပြီးတော့ group ပြန်လုပ်ပြီးမှဒီကောင်လေးကိုပြန်ပြီးတော့ယူလိုက်မဆိုင်တော့ group ပြန်လုပ်လိုက်မယ်ဒီမှာတော့ဒီ point လေး၄ခုလုပ်ပြမယ်ပေါ့နော်ဒီဗီဒီယိုမှာဆိုရင်ဒီ timeline point လေး၄ခုနဲ့လုပ်ပြမယ်ဒီမှာတော့ဒီကိုထားခြင်းတဲ့နေရာမှာထားလိုက်ဒါပြင်ဒီကောင်လေးကိုဒီ parent လို့ပုံစံမျိုးပဲတုံးရမယ်ပေါ့နော်ဒီ parent လို့ပုံစံမျိုးပဲတုံးလိုက်မယ်ဒီမှာဆိုရင်ဒီလောက်ကွာဝေးမှာဒီမှာတော့ထားလိုက်မယ်ဒါတော့ကိုကြိုက်တဲ့လို့ကိုထားလိုက်လို့ရတယ်ဒီမှာဆိုရင်ဒီကောင်လေးကို group ပြန်လုပ်လိုက်မယ်ပြန်လုပ်ပြီးရင်နောက်ထပ်တစ်လုံးထပ်ထည့်မယ်ဒါဆိုရင်ခုနအတိုင်းပဲဒီလိုမျိုးအပေါ်ဟာလေးရှိရတဲ့အတွက်ကြောင့်ကိုကဘလောက်လာမှထားမလဲဆိုရင်တိသွားပြီပေါ့နော်ဒါဆိုရင်ဒီအလဲကပေါ်ဟာချက်တွေကဒီများနေတာတို့နင်းနေတာတို့မဖြစ်တော့ဘူးပေါ့နော်ဒီမှာဆိုရင်လေးလုံးလေးထားလိုက်မယ်နောက်ပြီး group လုပ်လိုက်မယ်ဆိုရင်ဒါရပါပြီပေါ့နော်ဒီမှာဆိုရင်အောက်ခြေရပါပြီတချို့လူကြတယ်လို့ပြောမျိုးအချောင်းလေးတွေနဲ့လည်းလောက်ကြတယ်ပေါ့နော်ဒီဟာလေးလည်းကောင်းပါလေလို့ပြောမျိုးလေဒါဆိုရင်ဒါလေးကိုအရှိပြန်သွားလိုက်မယ်sorry မဆိုရင်ရပါပြီရောက်သွားဆိုရင်မေးစရာရှိတာဘာလို့ဒီတလုံးချင်းတွေကိုလိုက်ပြီး group လုပ်နေရလဲပေါ့နော်အကောင်လုံးကိုလိုက်အကောင်လုံးအလုံးလေးတွေရှာပြီးမှ group ဘာလို့မလုပ်တာလဲပေါ့ဘာလို့လဲဆိုရင်ဒီမှာရမယ်ပေါ့နော်ဒီမှာဆိုရင်အချောင်းလေးနဲ့အရင်လုပ်ပြမယ်ဒီကောင်လေးကိုတူပါပြီမဆိုရင်ထားပါတော့ဒီမှာဆိုရင်ဒါလေးနဲ့အရင် assign လုပ်ပြမယ်ဒီမှာဆိုရင် group မလုပ်ထားဘူးပေါ့နော်ဒီမှာဆိုရင် group မထားဘဲနဲ့ဒီအနောက်ကိုဆွဲပြလိုက်မယ်ဒီမှာဆွဲလိုက်မယ်ဆိုရင်ဘာဖြစ်သွားမလဲဆိုရင်ဒီအရှိကထည့်ထားတဲ့တုပ်ချောင်းလေးကပျောက်သွားလိမ့်မယ်ပြန်ယူလို့လည်းမရတော့ဘူးဒါကြောင့်ဒီကောင်လေးကို group လုပ်ပြီးတော့လုပ်ပါရတာပေါ့နော်ဒါဆိုရင်ဒီမှာကိုကြိုက်တာအရင်ကိုထည့်လို့ရပါပြီထားပါတော့ဒီမှာဆိုရင်စာထည့်လိုက်မယ်ဒီတစ်ခုချင်းစီကိုဒါလေးတွေကတော့လိုက်ပြီးတော့ထည့်ရမှာပေါ့နော်ဒီမှာဆိုရင်ထားပါတော့ like လို့ထည့်လိုက်မယ်ဒီ like လို့ထည့်ပြီးတော့မှသူ့ကိုဒီ font ပြောင်းမယ် font တော့ဒါလေးပဲတုံးလိုက်မယ်ဒါလေးတုံးပြီးရင်ဒီကောင်လေးကိုဒီ capital letter နဲ့ရေးလိုက်မယ်ပေါ့နော်ဒီအရှိဗီဒီယိုလေးတွေမှာလည်းပြထားပါတယ်ဒါလေးတွေဘယ်လိုလုပ်ရမလဲဆိုတာတော့မဆိုရင်ရပါပြီအပေါ်မှာပုံလေးထည့်မယ်ပုံလေးကတော့ကိုကြိုက်တဲ့ပုံထည့်လိုက်လို့ရတယ်ဒီမှာကတော့ sticker လေးပဲထည့်လိုက်မယ်ပေါ့နော်ဒီကိုကြိုက်တဲ့ကိုကနေကို frame တွေပါထည့်ပြီးတော့မှထည့်လိုက်မယ်ရတယ်ဒါမှမဟုတ်အခုလိုမျိုး sticker လေးတုံးလိုက်မယ်ဆိုရင်လည်းရတယ်
ဒီမှာဆိုရင်ရောက်သွားပြီဆိုရင်ဒါလေးတွေကိုအကောင်လုံး group လုပ်ပါလိမ့်မယ်ဒီကောင်လေးကို group လုပ်လိုက်အနောက်ကအနောက်မှာရှိတဲ့ point လေးတွေကိုလည်းအခုလိုပုံစံမျိုးလုပ်လိုက်ပေါ့နော်ဒီမှာဆိုရင်တော့ပထမပြထားတဲ့ဟာလေးကိုပြန်ပြီးတော့ copy မယူလိုက်မိဘူးပေါ့နော်ပြန်ပြီး copy မယူလိုက်မိရတဲ့အတွက်ကြောင့်ဒီမှာဆိုရင်တိုင်ပတ်ပေါ့နော်ဘာလို့တိုင်ပတ်တာလဲဆိုဒီမှာ font ကမတူတော့ဘူး font ကမတူတော့ဆိုရင်ဒါအစပြန်ပြီးတော့ font ကိုယူရမှာလားဆိုတော့မဟုတ်ဘူးပေါ့နော်ဒီမှာဆိုရင် font ကမေ့သွားပြီဆိုရင်အဲ့ခုနကဟာလေးကိုပဲပြန်ပြီးတော့ထောက်လိုက်မယ်ဆိုရင်ပေါ်လေးမှာပေါ်လာလိမ့်မယ်ကိုပါ font တုံးလဲဆိုတာအဲ့တိုင်လေးပဲပထမဟာကိုအခုဟာကိုနှိပ်လိုက်ပေါ့နော်ဒါဆိုရင်ရလာပြီဆိုရင်ဒီမှာဆိုရင်ရသွားပြီပေါ့နော်ရောက်သွားပြီဆိုရင်ဒါကိုလုံးချင်တယ်ဒါကိုအရင်ဆုံးထားပါလို့ဒီအစရင်ပြီးတော့မှပြန်ပြီးတော့မှလုံးမယ်ဆိုရင်အရင်ဆုံးဒီလိုလေးယူလိုက်မယ်ယူပြီးရင်အောက်ကဟာကိုဒီ duplicate လုပ်လိုက်ပေါ့နော်ဒီ duplicate လုပ်ပြီးတော့မှအဲဒီဒုတိယစာမျက်နှာမှာဒီလိုနည်းနည်းလေးဆွဲလိုက်မယ်ဆိုရင်ဒါအပေါ်ကြီးအောက်တွေမရောက်အောင်လို့ဒီမှာဆိုရင်ဒီလိုပြန်ပြီးဒီကောင်ကိုတိုင်းပြီးတော့ပဲလုပ်လိုက်ပေါ့နော်မတလို့လဲလုပ်လိုက်ပထမဟာကိုလည်းဒီတိုင်းတဲ့ထက်ဒီပဲထည့်လိုက်မယ်ဒါဆိုရင်ဒီမှာလည်းနောက်ကဗီဒီယိုနောက်ကဟာလေးကိုလည်းအဲ့လိုပုံစံမျိုးလေးပဲ copy ပြီးတော့ဒီ duplicate လုပ်ပြီးတော့မှလုပ်လိုက်မယ်ဒီမှာဆိုရင်ရသွားပြီဆိုရင်ဒီမှာဆိုရင်ရသွားပြီပေါ့နော်ဒီရသွားပြီဆိုရင်ဒါလေးတဲ့အကောင်လုံးကို animation ထည့်ဖို့ပဲကြံ transition ထည့်ဖို့ပဲကြံတော့တယ်ဒါဆိုရင်အကောင်လုံးကိုဒီလိုပြန်ညွှန်ဆွဲလိုက်မယ်ဆွဲပြီးရင်ဒီထိပ်ဆုံးလေးမှာပဲဒါလေးကိုနှိပ်ပြီးတော့မှဒီ mesh move ကိုတွဲလိုက်မယ်ပေါ့နော် mesh move ကိုလည်း 1.5 ပဲထားလိုက်မယ်ကျန်တာတွေကိုလည်း 1.5 လေးတွေပဲလိုက်ပြီးတော့ပြောင်းလိုက်မယ်ဒါဆိုရင်အကောင်လုံး 1.5 ပြည့်ရသွားပြီဆိုရင်ဒါလေးတွေအဆင်ပြေလားမပြေလားစမ်းကြည့်ကြမယ်ဒါဆိုရင်အဆင်ပြေရပါတော့ဒီမှာတင်ရပြီဒီမှာလည်းအဆင်ပြေတယ်ဒီမှာလည်းအဆင်ပြေတယ်ဆိုရင်ဒါကတော့ပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုရင်ကိုက title တက်ချင်တာဒီလိုတက်ချင်တယ်ဆိုရင်ထားပါတော့ဒီမှာ quest line hub ဆိုပြီးပဲရေးပြီးတော့အပေါ်လေးမှာပဲတင်လိုက်မယ်တင်ပြီးရင်ဒါကိုပြောင်းရင်လည်းစာပြောင်းပြီးရင်ဒါကိုပဲတင်ဒါလေးအကောင်လုံးထဲကိုထည့်မယ်ဆိုရင်ဒီလို copy ယူပြီးတော့ပဲ copy paste လုပ်ပြီးတော့ထည့်လိုက်မယ်ဆိုရင်ရပါပြီဒါဆိုရင်ဒီ video လေးကတော့ဒီလောက်ပါပဲနောက် video တွေမှာပြန်တွေ့ရတာပေါ့